1945ကိုဇွန်လ19ရက်နေ့ဖခင်ဘုံစံနဲ့မိခင်မဟာသီရိတုတမတော်ခင်ကြီးမွေးပေးခဲ့တဲ့မြမပြည်ကြီးအတွက်ဆိုအဖို့ဖြတ်မရယတနာတစ်ပါးပါသူမနမီသူနမီတော်အောင်ဆန်းဆိုကြည်1945ကိုဇွန်လ19ရက်နေ့ဖခင်ဘုံစံနဲ့မိခင်မဟာသီရိတုတမတော်ခင်ကြီးမွေးပေးခဲ့တဲ့မြမပြည်ကြီးအတွက်ဆိုအဖို့ဖြတ်မရယတနာတစ်ပါးပါသူမနမီသူနမီတော်အောင်ဆန်းဆိုကြည်အမျိုးလဲမြတ်တယ်အကျိုးလဲမထွက်တယ်မြမဆိုတော့ကဘာကပြီးအောင်ရိုးရထမိတ်လေးဝဲခါကောင်းမဆိုလဲမြဲကွယ်ပန်းပန်းလေးရပင်တူမင်းနေရှင်ဝဲတော့ပြည်သူများအပေါ်တလေးတစားနဲ့အမေအလေးထားတယ်အမြဲတမ်းနဲ့အမေဆုံးမတယ်စစ်မှန်သောမေတ္တာတရားကြောင့်ပြည်သူများရဲ့ချစ်ချင်းမေတ္တာကလေးတွေမကောက်ဘူးပါတီအောင်သူကိုလေးအမေလို့ခေါ်ကြတယ်သားတို့ရဲ့မိမိကျမ်းမာပါစေသမီးတို့ရဲ့မိမိကျမ်းမာပါစေအသက်ရာကျော်ရှိသေးကြောင်းကိုထလောင်းလို့ဆုတောင်းပါရစေကျုံလာသမျှခက်ခဲတိုင်းကိုအမေကြောင့်ဖြတ်နိုင်ကိုအမေရဲ့ဆန္ဒတိုင်းကဒီမို့ပန်းများပွင့်လန်းနိုင်ပါစေစစ်မှန်သောဖရဲသစ်စီအမေစုရဲ့သားတို့အတူသွား1945ကိုဇွန်လ19ရက်နေ့ဖခင်ဘုံစံနဲ့မိခင်မဟာသီရိတုတမတော်ခင်ကြီးမွေးပေးခဲ့တဲ့မြမပြည်ကြီးအတွက်ဆိုအဖို့ဖြတ်မရယတနာတစ်ပါးပါသူမနမီသူနမီတော်အောင်ဆန်းဆိုကြည်အမျိုးလဲမြတ်တယ်အကျိုးလဲမထွက်တယ်မြမဆိုတော့ကဘာကပြီးအောင်ရိုးရထမိတ်လေးဝဲခါကောင်းမဆိုလဲမြဲကွယ်ပန်းပန်းလေးရပင်တူမင်းနေရှင်ဝဲတော့ပြည်သူများအပေါ်တလေးတစားနဲ့အမေအလေးထားတယ်အမြဲတမ်းနဲ့အမေဆုံးမတယ်စစ်မှန်သောမေတ္တာတရားကြောင့်ပြည်သူများရဲ့ချစ်ချင်းမေတ္တာကလေးတွေမကောက်ဘူးပါတီအောင်သူကိုလေးအမေလို့ခေါ်ကြတယ်သားတို့ရဲ့မိမိကျမ်းမာပါစေသမီးတို့ရဲ့မိမိကျမ်းမာပါစေအသက်ရာကျော်ရှိသေးကြောင်းကိုထလောင်းလို့ဆုတောင်းပါရစေကျုံလာသမျှခက်ခဲတိုင်းကိုအမေကြောင့်ဖြတ်နိုင်ကိုအမေရဲ့ဆန္ဒတိုင်းကဒီမို့ပန်းများပွင့်လန်းနိုင်ပါစေစစ်မှန်သောဖရဲသစ်စီအမေစုရဲ့သားတို့အတူသွား